အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒေါက်တာဖြိုးတရားရေးသားထားတဲ့ကဘာကြီးရဲ့တောင်ပန်တစုံဆိုတဲ့စာအုပ်ထဲကစိတ်ဖိစီးမှုတွေကိုဘယ်လိုကျော်လွှားမလဲဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြချင်ပါတယ်စိတ်ဖိစီးမှုဆိုတာမျှော်မှန်းထားတာနဲ့လက်တွေ့ဖြစ်လာတာနှစ်ခုအကြားခြားနာချက်တဲ့ stress ညီမျှခြင်း expectation minus experience လူနာကိုဒီဆေးပေးလိုက်ရင်သက်သာသွားမယ်မှန်းထားတယ်ဒါပေမဲ့ထင်သလိုဖြစ်မလာဘူးဒီလုပ်ငန်းလုပ်လိုက်ရင်အောင်မြင်မယ်ထင်ထားတယ်ဒါပေမဲ့ရှုံးသွားတယ်ဒီအလုပ်ဒီယာရူးကိုရလိုက်ရင်တော့အဆင်ပြေသွားမှာပဲထင်ခဲ့တယ်လက်တွေ့ကြတော့အခက်အခဲတွေအများကြီးကြုံလာရတယ်အဲ့ဒီလိုကိုမျှော်လင့်ထားတဲ့အတိုင်းလက်တွေ့ဖြစ်မလာတဲ့အခါမှာစိတ်ဖိစီးမှုတွေခံစားလာရပါတယ်တကယ်တော့တေချာတွေးကြည့်ရင်စိတ်ဖိစီးမှုဆိုတာတိုးတက်ချင်တဲ့သူတိုင်းမလွဲမသွေကြုံရမယ့်ကိစ္စတစ်ခုပဲဖြစ်ပါတယ်တာဝန်ကြီးကြီးယူထားရလေလေစိတ်ဖိစီးမှုကလည်းများလေလေပါပဲလွယ်လွယ်ကလေးပဲကြည့်ကြည့်ပါအနှေးရင်မောင်းတဲ့သူကားမောင်းတဲ့သူလေရင်မောင်းတဲ့သူကျွမ်းကျင်မှုချင်းတာဝန်ယူထားရခြင်းကွဲပြားသလိုစိတ်ဖိစီးမှုချင်းလည်းမတူကြပါဘူးဒီတော့ဝင်ငွေချင်းလည်းကွာကြပါတယ်ဒါကြောင့်စိတ်ဖိစီးမှုတွေမကြုံကျင်ဘူးဆိုရင်လွယ်ပါတယ်ဘဝကိုခက်နေမဲ့ဖြတ်တန်းလိုက်ပါအောင်မြင်ခြင်းတဲ့သူတွေအတွက်တော့စိတ်ဖိစီးစရာအခြေအနေတွေဆိုတာမဖြစ်မနေတက်ရမယ့်လှေကားတစ်စင်းလိုပါပဲရှောင်ရှားလို့လည်းမရဘူးကျွန်တော်တို့အလုပ်မှာတော်တော်လက်လက်နဲ့အလုပ်လုပ်တတ်တဲ့သူတွေရှိတယ်သူ့ကိုတော်လို့ဆိုပြီးလူကြီးတွေကယာရုတိုးပေးလိုက်တယ်အရင်ကသူနဲ့ဒန်းတူအလုပ်လုပ်ခဲ့တဲ့သူတွေကိုအခုပြန်ပြီးခေါင်းဆောင်ရတဲ့အခါစီမံခန့်ခွဲရတဲ့အခါသူ့အတွက်စိတ်ဖိစီးစရာဖြစ်လာတယ်နောက်ဆုံးအဲ့ဒီဒဏ်ကိုမခံနိုင်တော့တဲ့အခါအလုပ်ထွက်သွားကြတယ်သူကိုယ်တိုင်တိုးတက်ချင်စိတ်အပြည့်နဲ့လိုချင်ချင်ရှောက်ခဲ့တဲ့အလုပ်တစ်ခုလူကြီးတွေကလည်းယုံယုံကြည်ကြည်နဲ့ပေးခဲ့တဲ့အခွင့်အရေးတစ်ခုဟာစိတ်ဖိစီးမှုကိုမခံနိုင်တဲ့အတွက်ကြောင့်သူ့အတွက်အလုပ်တစ်ခုဆုံးရှုံးဖို့လမ်းစားလိုဖြစ်လာခဲ့ရတယ်ဒါဖြင့်ဒီလိုရှောင်ရှားလို့မရတဲ့စိတ်ဖိစီးစရာတွေကိုဘယ်လိုရင်ဆိုင်ကျော်လွှားကြမလဲတစ်အနေနဲ့ဆိုရင်တော့အကောင်းဘက်ကမြင်ပေးပါအစိုးမြင်တတ်တဲ့သူတွေဟာရလာသမျှအခွင့်အလမ်းတိုင်းကိုအခက်ခဲလို့မြင်တယ်အကောင်းမြင်တဲ့သူတွေကကြတော့ကြုံလာသမျှအခက်အခဲတိုင်းကိုအခွင့်အလမ်းလို့မြင်ပါတယ်အလုံးမှာဆက်ဆံရတိတ်ခတ်တဲ့လူတွေနဲ့တွဲလုံနေရတာကိုစိတ်ညစ်တယ်အမှန်တော့အဲ့ဒါစိတ်ညစ်စရာမဟုတ်ပါဘူးသူ့ကိုတော့ငါ control မလုပ်နိုင်ရင်ဒီထက်ပိုခက်ခဲတဲ့သူတွေနဲ့ဆိုငါဘယ်လိုလုပ်မလဲလို့တွေးကြည့်လိုက်ပါဘဝမှာအခက်ခဲတွေနဲ့ကြုံလာတိုင်းလက်လျှော့အရှုံးမပေးလိုက်ပါနဲ့9ရန်အောင်ပြီးမှ10ရန်တက်လို့ရပါတယ်9ရန်ကခက်လို့ခဏနေအောင်10ရန်အရင်တက်မယ်လုပ်လို့မရပါဘူးလူငယ်ဘဝဝန်ထမ်းငယ်ဘဝကျောင်းသားဘဝမှာအောက်သက်ကြေခဲမှဒီထက်အဆင့်မြင့်တဲ့နေရာတွေကိုတက်လှမ်းနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဖိအားတွေစိန်ခေါ်မှုတွေကြောက်မနေကြဖို့လိုပါတယ်အမှန်ကကြောက်စရာမလိုတဲ့အပြင်မကြုံရဘူးဆိုရင်တော့အတင်းမရမကလိုက်ရှာနေရမှာဖြစ်ပါတယ်အသက်တာကြီးလာတဲ့ရင်းချက်မှုနဲ့အတွေ့အကြုံကလိုက်မလာဘူးဆိုရင်ကိုယ့်အတွက်အချိန်တွေနှမျောစရာတိတ်ကောင်းပါတယ်။ဘာနဲ့ကိုတယောက်တည်းမဟုတ်ဘူးဆိုတာကလေးသတိရပေးပါ။ကျွန်တော်တို့ကလုပ်ငန်းအရှုံးပေါ်လို့စိတ်ညစ်နေတဲ့အချိန်ထမင်းတောင်နှက်မှတ်အောင်မစားရတဲ့သူတွေရှိနေပါသေးတယ်။ကျွန်တော်တို့ကအနာဂတ်တွေဝေဝါးနေတယ်လို့ညည်းနေတဲ့အချိန်မှာမနှက်ဖန်ဆိုတာတော့မသေးချာသေးတဲ့သူတွေအများကြီးပါ။ရီးစားနဲ့ပြတ်လို့စိတ်ညစ်မိတော့မယ်ဆိုမွေးကလေးကချစ်ချင်းမြတ်တာဆိုတာမိဘစီရအောင်မရခဲ့ရှာတဲ့မိဘမဲ့ကလေးတွေကိုလည်းအားနာပေးပါဦးကိုပဲဗဟိုပြုစဉ်းစားနေမိတဲ့အခါကိုပြဿနာတစ်ခုတည်းကိုပဲကဘာကြီးလောက်ထင်နေတတ်ကြတယ်အဲ့ဒီအခါပိုပြီးစိတ်ညစ်ရပါတယ်နံပါတ်3ပြဿနာနဲ့ခက်ဝေးဝေးနေပါပြဿနာတစ်ခုကိုရှင်းရတာထက်ငကိုကလေးကမဖြစ်အောင်နေတာကပိုကောင်းတယ်ဆိုတဲ့သဘောပါလောင်းကစားလုံးပြီးလို့ရှုံးတယ်စိတ်ညစ်ရတယ်ရီးစားနဲ့အတူနေမိရင်ကိုဝင်ရသွားတယ်တက်တဲ့ခြင်းစိတ်တွေဖြစ်မိတယ်ဒါတွေဟာမမျှော်လင့်မဲဖြစ်လာတဲ့ကိစ္စတွေမဟုတ်ဘူးကိုယ့်ရဲ့ရွေးချယ်မှုမှားယွင်းခဲ့လို့ဖြစ်ရတာပါဒါကြောင့်ဒီလိုကိစ္စတွေအတွက်စိတ်မညစ်ချင်ဘူးဆိုအစကတည်းကရှောင်ကျဉ်နိုင်ကြဖို့လိုပါတယ်နံပါတ်4နောက်ထပ်အကောင်းဆုံးလမ်းကိုရွေးတက်ပါစေတကယ်တော့ဒီလိုစာကလေးရေးရတာလွယ်ပါတယ်လက်တေသာခတ်တာပါတချို့သောသူတွေဟာဆက်ဆံရတိတ်ခတ်ပါတယ်အဲ့ဒီလိုဘလို့မှကိုဆက်လျှောက်လို့မရနိုင်တော့တဲ့လမ်းဖြစ်နေရဆိုရင်တော့နောက်ထပ်အကောင်းဆုံးလမ်းတစ်ခုကိုရွေးချယ်တက်ကြဖို့လိုပါတယ်ပုံမြင်ကလေးတစ်ပုဒ်ကြားဖို့ပါတယ်တခါကအာလူးကုံတဲ့တယောက်ရှိတယ်သူ
သူကသူ့ခြံထဲကအာလူးတွေကိုမြို့တက်ရောင်းတော့မယ်ဆိုရင်သူများတွေလိုအကြီးအလတ်အသေးခွဲမနေဘူး။လှဲကြီးတစ်စီးတဲ့အကုန်ပြုံထည့်သွားတယ်။ပြီးရင်အရန်ကိုကြမ်းတမ်းတယ်။ဂျိုက်တွေခွက်တွေပေါ်ပါတယ်ဆိုတဲ့လမ်းကိုဖြတ်ပြီးတွန်းသွားတယ်။လမ်းကကျန်းတော့လှဲကခုန်တယ်။အဲ့ဒီမှာသေးတဲ့အာလူးတွေကတဖြည်းဖြည်းအောက်ကိုကျသွားပြီးတော့အလတ်စားအာလူးတွေကအလယ်မှာကျန်ခဲ့တယ်။အကြီးစားအာလူးတွေကတော့အပေါ်ဆုံးမှာကျန်နေခဲ့တယ်။အဲ့ဒါနဲ့မြို့ကိုလည်းရောက်ရောအပေါ်ဆုံးကအာလူးတွေကိုဈေးကြီးကြီးနဲ့ရောင်းအလယ်ကအာလူးတွေကိုဈေးသင့်အောက်ဆုံးကအာလူးတွေကိုတော့ဈေးပေါပေါနဲ့ရောင်းခဲ့လိုက်တော့တာပါပဲတဲ့ဘဝဆိုတာလဲအဲ့ဒီလိုလမ်းကျန်းကိုဖြတ်သွားရတာနဲ့အတူတူပါပဲအဲ့ဒီအခါမှာစိတ်ဖိစီးစရာတွေစိတ်ညစ်စရာတွေဝမ်းနည်းစရာတွေကိုဘလောက်အထိရင်ဆိုင်ကြော်လွှားနိုင်တယ်လဲဆိုတာကအရေးကြီးလာပါတယ်မကြော်လွှားနိုင်တဲ့သူကတော့တဖြည်းဖြည်းအချိန်ကြာလာတဲ့အမျှအောက်ကိုရောက်သွားမှာဖြစ်ပြီးတော့ရင်ဆိုင်နိုင်တဲ့သူတွေသာအပေါ်မှာကျန်နေခဲ့မှာဖြစ်ပါတယ်။ Charles Darwin ရဲ့စကားကိုယူသုံးရရင်တော့ survival of the fittest ပါပဲ။ဒီလိုရှောင်လွှဲလို့မရတဲ့စိတ်ဖိစီးစရာတွေကြားထဲမှာအကောင်းဆုံးကြံ့ကြံ့ခံနိုင်သူကပဲနောက်ဆုံးမှာရှင်သန်ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။